မိသက်ဦးစီးဌာနနဲ့မြန်မာနိုင်ငံကြက်ချင်နေအသင်းတို့ပူးပေါင်းဖွင့်လှစ်တဲ့အခြေခံရှာဖွေကယ်ဆယ်ရေးတင်တန်းကနဦးတုတ်ပြန်သူများအတွက်တင်တန်းမှာတင်တန်းကြီးကြပ်အနေနဲ့တာဝန်ယူပြီးတော့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဒီတင်တန်းတလတာကာလအတွင်းမှာမိသက်ဦးစီးဌာနကနေပြီးတော့အပြည်ဆိုင်ရာရှာဖွေရေးနဲ့ကယ်ဆယ်ရေးအကြံပေးအဖွဲ့ရဲ့သတ်မှတ်ထားသောတင်ယုံညွှန်းတန်းနဲ့အညီကနဦးတုတ်ပြန်သူများအတွက် Front Responder Course ကိုတင်တန်းသားတင်တန်းသူတွေအနေနဲ့စာတွေ့ရောလက်တွေ့ရောကျွမ်းကျင်မှုပိုင်းဆိုင်ရာတွေမှာတက်ဆိုင်ရာမိသက်ဦးစီးဌာနအောက်မှာရှိတဲ့နီးပြတွေရဲ့ပံ့ပိုးမှုညီမှုနီးပြတွေရဲ့တင် जा ပြသမှုအောက်မှာဒီတက်ရှိနေမောင်မယ်တွေအားလုံးဟာတသွေးမသိမ်းလိုက်နာပြီးတော့လေ့လာသင်ယူခဲ့ကြတာဖြစ်ပါတယ်ဒီလေ့လာသင်ယူခဲ့ကြတဲ့အတတ်ပညာတွေအားလုံးကိုဒီကနေ့ကျင်းပတဲ့တရုတ်ပြပွဲအခမ်းအနားမှာလည်းသူတို့ရဲ့စွမ်းရည်တွေကိုအားလုံးကိုထုတ်ဖော်ပြသပြီးဖြစ်ပါတယ် ဘောဘကနေဟောရဲ့နေထားနဲ့လိုက်ပါရပါတယ်စီတော်တစ်ဖက်ကိုကျိုးပေါ်မှာတင်ထားပြီးကျန်တစ်ဖက်ကိုသူ့တွန်းလှန်ချကလက်တစ်ဖက်ပြင်အရှင်ဝင်းကြီးစွာဆွေးနွေးခြင်းဖြစ်ပါတယ်ဒါစစ်ဘက်ဆိုင်ရာနဲ့အရေးပေါ်ကယ်ဆယ်ရေးလူနာတော်မှုတွေအများဆုံးတဲ့လက်အနေထားဖြင့်ချိတ်ဆက်ပြီးလက်တစ်ဖက်နဲ့စီတော်တစ်ဖက်ကိုအသုံးပြုကတလင်းချင်းဆွဲတင်ပြခဲ့ရပါတယ်ဒီနေ့လည်းပါဒီနေ့လည်းပါ အမကတော့ဟယ်လီကော်ပတာနဲ့ဆင်းနေပွဲပါ ခန္ဓာအလိုက်အုပ်တွေကိုဖောက်ထွင်းတာလူတွေကိုကဲတာပြီးတဲ့အခါကျတော့ဒီအမြင့်ကနေပြီးတော့ဆင်းလာပြီးတော့လူနာကိုတဲဆောင်တာပြီးတဲ့အခါကျလို့ရှိရင်ဒီအမြင့်ကိုတက်ပြီးတော့ဆောင်ရွက်ရတဲ့ကိစ္စတွေအားလုံး first case rescue ပေါ့နော်ဒီခန္ဓာတွေမှာမြင်တွေ့ရတဲ့အခါမှာမေတ္တာမှအာရကျင်နာဖွယ်ရာကောင်းပါတယ်ဒီလိုမျိုးမြန်မာနိုင်ငံကြက်ရှင်နေတင်အနေနဲ့လူဦးရေ68ယောက်ဒီ level ခန္ဓာတစ်ခုပေါ့နော်ကယ်ဆယ်ရေးမှာမြန်မာနိုင်ငံအတွက်အင်အားတစ်ခုဖြစ်လာမှာဖြစ်ပါတယ်ဒီကြက်ရှင်နေတပ်ဖွဲ့ကယ်ဆယ်ရေးခန္ဓာအရေးပေါ်လာလို့ရှိရင်အသက်ကယ်နိုင်မယ်လို့သိရတဲ့အတွက်အမြဲတမ်းဝမ်းမြောက်ဂုဏ်ယူပြီးတော့ကျွန်တော်တို့အနေနဲ့ချီးကျူးကြောင်းလဲပြောကြားလိုပါတယ် စီပါဖြစ်စီရင်အသက်အရွယ်တာဝေကရိယာများသုံးပြီးတိတ်မိပြိမိနေသူတွေရာတရားကျွဲဆောင်ရဒီကိုတွေ့ရှိခဲ့ရပါတယ်ရှင်၎င်းရဲ့စစ်တပ်ခိုင်မာရဲ့အုပ်နေရတဲ့ကိုမိမိပိုင်းချင်းတိကျတာစစ်တပ်မှာရှိပါရဲ့ရှင်။ဆယ်လဘီသူကြောင့်လည်းကိုယ်တော်ကိုဒီကနေ့စီဒီဒိုဒီကမစီရီတတိယပုံစံဖြင့်1000ကီလိုမီတာကိုတင်စီအားဖြင့်တရားဝင်ကျင်ထိအားစိုက်ထုတ်ဖြစ်တောင်နိုင်ရန်ရှိတာပဲဖြစ်ပါတယ်။မှာကျောင်းဆောင်ခေါ်ဆောင်ပေးနိုင်တာပဲဖြစ်ပါတယ်။ ဒီကရှာဖွေကယ်ဆယ်ရေးလုပ်လို့ရှိရင်ရုပ်ပိုင်းဆိုင်ရာကောင်းရုံနဲ့လည်းမရပါဘူးစိတ်ပိုင်းဆိုင်ရာနဲ့လည်းတတိပြတိရှိဖို့လည်းလိုအပ်ပါတယ်သင်ခန်းစာအားလုံးကိုကျွမ်းကျင်နှံ့ဆက်အောင်သိနေမှရမှာပဲဒါမှကိုယ်တိုင်လည်းဘေးရန်တွေမဖြစ်သလိုကိုကယ်ဆယ်ရမယ့်လူကလည်းဘေးရန်တွေကင်းကင်းနဲ့အသက်ရှင်လျက်ကယ်ဆယ်နိုင်မှာဖြစ်ပါတယ်သင်တန်းကျောင်းကချမှတ်ထားတဲ့စည်းကမ်းတွေကိုလည်းအကုန်လုံးလိုက်နာဆောင်ရွက်ပြီးတော့တဦးတစ်ယောက်မှပြစ်ပေးရေးယူတာမျိုးမရှိဘဲနဲ့လိုက်ပါဆောင်ရွက်နိုင်တာကိုလည်းကျွန်တော်တို့အနေနဲ့ကြက်ချင်နေတပ်ဖွဲ့ဝင်တွေကိုလည်းချီးကျူးဂုဏ်ပြုပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကြက်ချင်နေအသင်းအတွက်ရှာဖွေကယ်ဆယ်ရေးနဲ့ပတ်သက်လို့အနာဂတ်အတွက်ဒါကျွန်တော်တို့အနေနဲ့ဒါဆောင်ရွက်တဲ့အဖွဲ့လေးတစ်ခုဖြစ်ပါတယ်ဒါနဲ့ပတ်သက်တဲ့ equipment တွေရာဆိုလည်းကြီးကြပ်ကန့်သတ်ပစ္စည်းဖြစ်တဲ့အတွက်ဒီ equipment နဲ့အဝတ်စုံကအစပေါ့ကျွန်တော်တို့ဒီရှာဖွေကယ်ဆယ်ရေးဝတ်စုံကအစကန့်သတ်ထားပြီးတော့ကျွန်တော်တို့ဝတ်ဆင်ဆောင်ရွက်မှာဖြစ်ပါတယ်ဒီရှာဖွေကယ်ဆယ်ရေးနဲ့ပတ်သက်လို့လည်းကျွန်တော်တို့
မြန်မာနိုင်ငံကြက်ချင်ဒီအသင်းဌာနချုပ်ကနေပြီးတော့ဒါတိုက် comment ပေးပြီးတော့ဆောင်ရွက်သွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံကြက်ချင်ဒီအသင်းတွေနဲ့ရှေးပြုစုခြင်းဆိုတဲ့အခြေခံကြိုးရိုးတွေရက်မနေပဲနဲ့ရှာဖွေကယ်ဆယ်ခြင်းလုပ်ငန်းကိုပါကျွန်တော်တို့ရှေ့ဆက်ဆောင်ရွက်သွားဖို့ဆောင်ရွက်လက်ရှိပါတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ် Sister Chamber! Luma Luna Timber, Senator Timber! Sister Rani! Rani! You need to move in and တွေ့ရှိကြရပါတယ်ရှင် ကျွန်တော်ပထမဆုံး first responder အနေနဲ့ဘာဘေးနဲ့ဖြစ်ပွားတဲ့နေရာတွေမှာကနဦးကြုံတွေ့ရမယ်။ကျွန်တော်ချက်ချင်းဒီတပ်ဖွဲ့ဝင်တွေကိုဒီဘုံမီတက်တင်နေကြောင်းစီမီပြင်းနေမှာကျွန်တော်တို့ကျေတပတ်၄ပတ်ကြာကျွန်တော်တို့အခြေခံရှောက်ဝေးကြတဲ့တင်နေကိုဖွင့်လှစ်ကြားပေးတာဖြစ်ပါတယ်။ဒီတင်နေဖွင့်လှစ်ကြားခြင်းရည်ရွယ်ချက်ကတော့ကျွန်တော်ဒီဘာဘေးရဲ့နေတွေမြန်မာနိုင်ငံအတွင်းမှာဖြစ်ပွားပေါ်ပေါက်လာတဲ့အခါမှာထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကိုချိန်နဲ့ရင်းညီကျွန်တော်တို့တင်လင်းမြန်နဲ့အောင်မြင်စွာကယ်ဆယ်နိုင်ရေးအတွက်ရည်ရွယ်ပြီးတော့ဒီတင်နန်းကိုဖွင့်ရခြင်းဖြစ်ပါတယ်။တကယ်တဘာဝဘေးအနေနဲ့ဖြစ်စဉ်တွေကြီးကြီးမားမားကြောက်လာတဲ့အခါမှာကျွန်တော်အနေနဲ့အတူတကွပူပေါင်းပြီးဒီလိုကယ်ဆယ်ရေးလုပ်ငန်းတွေမှာဒီလို first responder အနေနဲ့တာဝန်ယူဆောင်ရွက်မှာကိုလည်းကျွန်တော်တို့အနေနဲ့ဝမ်းမြောက်ဝမ်းသာဂုဏ်ယူပါတယ်ဖိတ်ခေါ်ပါတယ်အောင်မြင်မြင်နဲ့ဆောင်ရွက်သွားနိုင်ဖို့အတွက်ညှော်လင့်ပါတယ်ခင်ဗျာ။ ဒီဆိုရရဲ့မော်ကီဆက်ပြီးဟာနားရစီရရှိပြီးဒီရရရှိတဲ့ဒီနေ့ကကျွန်တော်တို့မတ်လ28ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ဒီမန်လေးငလင်ကြီးပေါ့နော်မန်လေးငလင်ကြီးမှာကျွန်တော်တို့ကြက်ချင်နေတွေအနေနဲ့ထိခိုက်ဒဏ်ရာရတဲ့လူတွေကိုကျွန်တော်တို့အနေနဲ့ first aid တော့လုပ်ပေးနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ထွက်လို့မရတဲ့လူနာတွေဆိုကျွန်တော်တို့အနေနဲ့ကူညီကယ်ဆယ်ခြင်းနဲ့ကျွန်တော်တို့ရင်ထဲမှာဟိုစိတ်မကောင်းပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့အဲ့ဒါကိုဘယ်လိုကူညီကယ်ဆယ်ရမယ်ဆိုတဲ့နီလန်ကိုကျွန်တော်တို့အနေနဲ့မသိဘူးပေါ့နော်မသိတဲ့အတွက်ကျွန်တော်တို့ဒီပြည်ထောင်စုဝန်ကြီးဌာနမိသက်ဦးစီးဌာနနဲ့ပူးပေါင်းပြီးတော့ဒီမြန်မာနိုင်ငံကြက်ချင်နေတဲ့နဲ့ပူးပေါင်းပြီးဖွင့်လိုက်တဲ့ဒီအခြေခံရှာဖွေကယ်ဆယ်ရေးတင်တဲ့ကနဦးတုံ့ပြန်သူများအတွက်ဆိုတဲ့တင်တဲ့ကိုကျွန်တော်လာရောက်တက်ရတဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်ဟိုတရုပ်ပြတဲ့အပိုင်းမှာပေါ့နော်ကျွန်တော်ကတော့ဒီ letter grade method ကို system နေရာနေပြီးတော့ပါဝင်ထားပါတယ်ဟုတ်ဒီသင်တန်းပြီးသွားတဲ့အခါကျရင်တော့ကျွန်တော်တို့မြို့နယ်မျိုးပြန်ရောက်သွားတဲ့အခါကျရင်နေမြေကမိသက်တွေနဲ့အတူပူးပေါင်းပြီးတော့ကျွန်တော်တို့အခုတက်ထားတဲ့ဟိုသင်ခန်းစာတွေကိုပြန်ပြီးတော့ပြန်လေ့လာမယ်ဒီဟာတွေနဲ့အမြဲတမ်းတသားတည်းဖြစ်အောင်လို့ကျွန်တော်တို့အမြဲတမ်းလေ့ကျင့်နေမှာပါဟုတ်ပွဲမှာဆိုလို့ရှိရင်ကျွန်တော်က tribal method နီးနဲ့ရှာဖွေကယ်ဆယ်တဲ့နေရာမှာကျွန်တော်ပါဝင်ပြီးတော့ပြုတ်ပြခဲ့ပါတယ်ခင်ဗျကျွန်တော်ဒီ session result ကိုတင်တက်ရောက်ပြီးရခဲ့မှာကျွန်တော်ဒီတဘောဘေးအနေနဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီငလင်လောက်လာပဲဖြစ်ဘယ်လိုမျိုးတဘောဘေးအနေမျိုးနဲ့မစုံကြုံတွေ့လာတဲ့အချိန်မှာကျွန်တော်အခုတက်ရောက်ထားတဲ့ပညာရက်တွေကိုလက်တွေ့သေချာပြန်ပြီးအသုံးချပါဖို့အတွက်တော့မျှော်လင့်ထားမိပါတယ်ဗျကျွန်တော်ရဲ့ volunteer ခင်ကျကျွန်တော်တို့ကအသက်တရားမနေရပါပဲကျွန်တော်တို့ဒီရှေးပြုစုခြင်းပညာရက်ကိုတက်ထားလို့ရှိရင်တော့ကျွန်တော်တို့လူရောက်တရားရဲ့အသက်ကိုကယ်နိုင်တယ်လို့ခံထားပါတယ်ခင်ဗျကြာပါထိထုံသွားမှာဖြစ်ပါတယ်ခန္ဓာကိုယ်အနေထားတည်ငြိမ်မှုအရှိဆုံးဖြစ်တဲ့အတွက်လူနာကိုမိမိရဲ့ရှိမှပြေးကြပြီးသို့မဟုတ်လူနာတင်ခြင်းနဲ့အတူဘေးကင်းစွာဆိုးနိုင်တဲ့အကျိုးကျေးဇူးရှိပါတယ်အချိန်ကိုအမျိုးသမီးတယောက်အနေနဲ့ပေါ့နော်ဒီလိုပေး90ခုနိုင်နေဆိုတာလေကိုတော့ဂုဏ်ယူမိတယ်ဟိုအမကဒီမှာရှိရလူတွေကတည်ရကလေး3ယောက်မေပြီးတော့အမြင့်ကြောက်တယ်ဟိုဒီလိုမျိုးကြီးဆေးရတဲ့ခါမှာလေဟဲ့ငါအမျိုးသမီးတယောက်အနေနဲ့လုံးနိုင်ပါလားပေါ့ကိုတကယ်ရေပေးပဲဖြစ်ဖြစ်ငလင်ပေးပဲဖြစ်ဖြစ်တခုမှကူညီနိုင်တယ်ဆိုတဲ့အရာနဲ့ပေါ့နော်ဆင်းတဲ့ခါမှာဆင်ပြေတယ်ပြီးတော့အဲ့ဒီ feeling ကိုကြိုက်တယ်ဟိုဒီလိုမျိုးလေးချင်းမှုတွေပြေးသွားမှလည်းဒီလိုမျိုးလုံးနိုင်မှလည်းကျွန်တော်တို့ကယ်တင်ခြင်းနဲ့လူတွေရဲ့အသက်ကိုပို့ပြီးတော့ကောင်းကောင်းမွန်မွန်ပြီးတော့နီးစနစ်ကြကြနဲ့ကယ်တင်လာနိုင်မယ်ဆိုတော့ပို့ပြီးတော့ဟိုသိလာပါတော့ပြီးတော့ဟိုဘာပဲလုပ်ကိုယုံကြည်မှုရှိလာလို့ခံစားရတယ်ပေါ့နော်ကျွန်တော်ဒီအောက်ကနေကြည့်ရင်တော့ပေ90ရတော့နေနေလေးပေါ့အပေါ်ကနေတော့ကျွန်တော်တလွှာချင်းတက်သွားတော့အပေါ်ရောက်တော့ဒီတောင်တန်းတွေတွေ့ရတယ်လေတွေရလဲတဖြူးနဲ့တိုက်တဲ့ခါကျတော့ခြေတုံဒူးတုံဖြစ်တာပါငါလုံနိုင်ပါမလားပေါ့နော်ဘာလို့လဲဆိုတော့တခါမှဒီတော့အမြင့်ကြီးတွေကျွန်တော်တို့ကစင်းမွန်းလေးစင်းထားမရှိဘူးပေါ့တကယ်လှုပ်ကြည့်တဲ့ခါမှာလဲ
ငါတို့နောက်ဆိုလို့ရှိရင်ဒီလိုမျိုးပေါ့နော်စင်းပြီးတော့ဒါလူသက်ပေါင်းများစွာကိုကဲရမယ့်နေတာတွေရောက်လာခါမျိုးတော့စင်းတဲ့ခါကျတော့ကိုဂျုံညီမှုတွေရှိလာတယ်ပေါ့နော် ကျွန်တော်တင်တန်းကြီးကြက်တယောက်အနေနဲ့ဒီတင်တန်းကိုပြန်လည်ပြီးတော့သုံးသပ်ကြည့်မယ်ဆိုရှင်တင်တန်းကိုတက်ရောက်ခဲ့ကြတဲ့ကျွန်တော်တို့ရဲ့ကြက်ချင်ဒီတက်ဖွဲ့မှုမောင်မေလေးအားလုံးဟာဒီကနေပြီးတော့ရရှိလိုက်တဲ့ရှာကယ်ပညာရက်တွေနဲ့ဘေးအန္တရာယ်ကြောက်ရွံ့နေတဲ့ပြည်သူလူထုရဲ့အသက်ပေါင်းများစွာကိုကျွန်တော်တို့အနေနဲ့ကယ်တင်ပေးနိုင်မယ်လို့ယုံကြည်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်